လူများစုဝိတ်လျှော့တာမအောင်မြင်တာ consistency မကောင်းတာမဟုတ်ပဲနဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုလိုအပ်နေတရားဖြစ်တယ်။ဒီနေ့ဗီဒီယိုကအစားအသောက်ဘယ်လိုစားရမလဲလေ့ကျင့်ခန်းဘယ်လိုလုပ်ရမလဲမဟုတ်ပဲနဲ့ဝိတ်လျှော့တာမစားခင်စိတ်ထဲထည့်သွင်းထားတဲ့ mindset အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြသွားချင်တာဖြစ်ပါတယ်။အဲ့ဒီ mindset ကတော့အလင်းလိုအနေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတွေအမြဲမားတတ်တဲ့အမားတစ်ခုကမြန်ပြီးချင်တာပေါ့နော်။စားကိုတက်နိုင်တော့အများဆုံးလျှော့ပြီးတော့လေ့ကျင့်ခန်းကိုလည်းလုပ်နိုင်တဲ့ချိန်ကြရင်နော်။အဲ့ဒါအလုံးလုပ်ပြီးတော့မဟုတ်တဲ့တစ်ခါလေးဆေးရည်တောက်တယ်တချို့အင်တာနမတွေရဲ့ပတ်ကိုဘယ်ကီလိုကျမယ်ဘာညာလူနီကို3နှစ်ရှိရပေါ့နော်အဲ့လိုအဆုံးရောက်တဲ့နေ့3တာချက်ချင်းတော့ resort တွေ့ရတာပေါ့နော်မစားရင် weight ကကျမှာပဲချွေအရန်ကြီးအများကြီးထွက် exercise သွားလုပ်ရင်ခန္ဓာကိုယ်ထဲကရေတက်တွေဘာညာပဲကျသွားတာဆိုတော့ weight ကကျရဲဆိုပေမဲ့အဲ့ဒီလုံနေရစားနေအောင်ရက်လိုက်ရင်ချက်ချင်းကြီးပြန်ဝလာမှာပေါ့နော် weight ကပြန်တက်လာတဲ့အပြင် local weight ထက်ပို့ပြီးတော့ဝါလာတာမျိုးပါညာလည်းဖြစ်တတ်တယ်ပေါ့အဲ့လိုလုပ်တာအစားလျှော့တာကိုလှုပ်ချင်တာအဲ့လိုစိတ်ကိုအရင်ကြီးဖိစီးပြီးတော့လုပ်တာလဲစိတ်ပင်ပန်းရာဖြစ်တယ်ပြီးတော့တခါတလေမထိန်နိုင်ပဲနဲ့ပြန်စားရတော့နောက်နာရလိုက်နောက်ဆုံးမလုံနိုင်ပဲနဲ့ဖြစ်တယ်လို့ဖြစ်ချင်ရဖြစ်ဆိုပြီးတော့စားပြီးတော့နေလိုက်ရင်ကိုကအမြဲတမ်းမရဘူးပေါ့နော်ကိုကပဲစူးစမ်းတာမလောက်တာလားဆိုပြီးတော့စိတ်သက်ကြတာမျိုးပါညာလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီတစ်ခါ weight short တာမစားခင် mindset တစ်ခုအတူထည့်သွင်းကြတာပေါ့နော်အမြန်လိုတာအလင်းလိုတာမဟုတ်ပဲနဲ့ရက်တူသွင်းမဟုတ်ပဲနဲ့ဖြည်းဖြည်းလေးနဲ့ကြာခံကိုယ့်ရဲ့ lifestyle တွေကိုထည့်သွင်းပြီးတော့ထိန်းသိမ်းနိုင်တာတော့အကောင်းဆုံးပေါ့နော်ပြီးတော့ဘာဖြစ်လို့နေရကောင်းတာလဲဆိုတော့ခန္ဓာကိုယ်ကလည်းပြောင်းလဲမှုကိုဖြည်းဖြည်းချင်းသူ့ရဲ့ metabolism ကလည်းဖြည်းဖြည်းလေးပြောင်းလဲမှုလိုက်လျော်ကြီးထွေအောင်လုပ်ဖို့အချိန်လိုအပ်တယ်လို့သူ့ရဲ့စိတ်ကလည်းချက်ချင်းကြီးအပြောင်းလဲအရင်ကြီးသွားရင်ကွာပုံမှန်နေတိုင်း hamburger ဆက်စားတဲ့လူတယောက်ကရုပ်တရက်ကြီးဆက်လက်သွားစားရင်ခဏလေးရောရရဲဆိုမဲ့အများနဲ့တတိယနေမှာကွာဒီလိုကြတော့ hamburger ဆက်ကိုရုပ်တရက်ကြီးမစားတာမဟုတ်ဘဲနဲ့ဒီနေ့တော့ hamburger ဆက်ထည့်ရနေအာလူကျော်ကိုပဲဖြုတ်ပြီးတော့စားမလားတဆင့်ချင်းစီဖြည်းဖြည်းလေးလှုပ်သွားတာအဲ့လိုကြတော့ခန္ဓာကိုယ်အတွက်ရောစိတ်အတွက်ကောကိုယ့်ရဲ့လိုချင်တဲ့ပန်းနိုင်တော့လိုက်ဖို့အချိန်ပေးရတာဆိုတော့ကွာဖြည်းဖြည်းလေးလှုပ်တာပိုကောင်းတာပေါ့ပြီးတော့ psychology မှာ self determined theory ဆိုတဲ့ theory တခုရှိရပေါ့နော်အဲ့ဒါပါလဲဆိုတော့တို့ရေတခုခုကိုဆက်ပြီးတော့လှုပ်သွားနိုင်ဖို့အတွက်အရေးကြီးတဲ့အချက်3ချက်ရှိရပေါ့နော်ပထမချက်ကတော့ autonomy ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေါ့ကိုကလိုချင်တာကိုကိုဟာကိုရွေးချယ်ပြီးတော့ကိုက control လုပ်တာဒုတိယတစ်ချက်က competency တက်မြောက်ခြင်းလို့ပြောရမလားကိုကတခုခုကိုအောင်မြင်စွာလုပ်နိုင်တယ်ဆိုတော့ ability ကိုမှရှိရဲဆိုတာကိုစိတ်ထဲထည့်သွင်းတာပေါ့သူရဲ့ကိုကိုအကြီးတခုထဲအဆုံးကိုပဲတခုပဲကြည့်ရမှာမဟုတ်ဘဲနဲ့တနာရင်ဒီလေးခွဲချမ်းစိတ်ဖြတ်ပြီးတော့တစ်ခုချင်းတစ်ဆင့်ချင်းစီသွားတာပေါ့နော်တတိယတစ်ခုက relatedness ဆက်ဆံမှုကိုတယောက်တည်းပဲစူးစမ်းနေရမှာမဟုတ်ဘဲနဲ့ကိုပတ်ဝန်းကျင်မှာရှိရဲမဟုတ်ရင်ကိုကဖြစ်ချင်တယ်ဒီပတ်ဝန်းကျင်ထဲကိုဝင်ပြီးတော့လုပ်တာကောင်းတယ်အားလုံးတကယ်ချင်းနေအားလုံးစူးစီးပြီးတော့လုပ်လို့ရတယ်နိုလီရဲ့ channel ထဲက comment မှာထည့်ပြီးတော့သူရဲ့ချင်းအားပေးပြီးတော့နိုလီနဲ့အတူလုပ်သွားတာလေကောင်းတဲ့ relatedness တခုတော့ဖြစ်မယ်ထင်တာပဲအားလုံးကိုလိုချင်တဲ့ကိုဖြစ်ချင်တာကိုရေးပြီးတော့ချင်းအားပေးပြီးတော့ကြိုးစားရအောင်ဒီချက်3ချက်ကိုအချင်းချုပ်ပြောရရင်ကိုလိုချင်တာကိုပဲလှုပ်သွားမယ်တခြားလူလှုပ်တာတခြားလူလှုပ်ခိုင်းတာတခြားလူလှုပ်နေတာမဟုတ်ဘူးနဲ့ကိုလိုချင်တာကိုပဲကိုကြိုက်တာကိုပဲလှုပ်သွားမယ်ဆိုရဲသဘောပေါ့နော်ပြီးတော့နောက်တစ်ခုအရေးကြီးရလို့ခံစားရတာကကိုကိုလည်းနည်းနည်းကျင်တာတနာတင်တယ်လို့ပြောရမလားဘယ်လိုလဲဆိုတော့ဥပမာကိုကကြိုးဆဆလုပ်နေရဲဆိုတာဆိုတရက်လောက်ကိုမထိန်နိုင်ပဲနဲ့အများကြီးစားလိုက်တယ်ဆိုတာဆိုကိုအရင်ကြီးအပြစ်တင်တာနောင်နာရတာပါညာဆိုတာထက်တခါတလေလည်းဘာမှဖြစ်ပါဘူးနောက်တစ်ခေါက်ကနေစပြီးတော့ဆက်ပြီးတော့ကိုယ့်ရဲ့ plan အတိုင်းပဲလိုက်လုပ်သွားမယ်ဆိုရဲစိတ်ကိုထားတင်နေအဲ့လိုစိတ်နဲ့ဆွဆွမြဲလုပ်သွားနိုင်တော့ပိုကောင်းတော့မှာပေါ့နော်ကိုအမြဲချီးကျူးပေးပါကိုဟောက်ကိုငယ်တော့ကဖေမေတခုခုလုပ်နိုင်လိုက်တဲ့ဆိုတာဆိုလူကြီးတွေကသမီးလေးတော်လိုက်တာပါညာဆိုရင်ကပို့ပြီးတော့ဆက်လုပ်ချင်တယ်လို့ကိုဟာနဲ့ကိုလည်းငါဒီနေ့တော်လိုက်တာငါဒီနေ့ကောင်းလေး exercise လုပ်ခဲ့တယ်ကောင်းလေးစားခဲ့တယ်ဆိုပြီးတော့အမြဲကိုချီးကျူးပြီးတော့ငါအောင်မြင်စွာလုပ်နိုင်တယ်ငါလုပ်ချင်တာအလုံးလုံးနိုင်တယ်ဒီခါဝေးလျှော့တာလုံးဝအောင်မြင်နိုင်တယ်ဆိုတဲ့စိတ်ကိုနေကိုချီးကျူးကိုအားပေးကိုအမြဲအားပေးအမြဲတမ်းအားပေးကိုရဲ့ top fan နဲ့အမြဲအားပေးပြီးတော့အမြဲယုံကြည်ကိုလုံနိုင်တယ်ကဲဒီနေ့ပြောရတာအားလုံးကိုကျင်းချုံရင်လင်းလို့အနေဖြစ်တလားထဲနဲ့ပြီးအောင်လုပ်မယ်ပါညာမဟုတ်ပဲနဲ့ဖြစ်ချင်းစီလုပ်သွားကြတာပေါ့နော်ပြီးတော့ကိုတနာကျင်နာပြီးတော့ကိုအမြဲအားပေးကိုရဲ့ top fan ဆိုတာကိုမမေ့ပဲနဲ့ကိုရဲ့စိတ်ထဲမှာ fan club တွေတစ်ခုလေးလုပ်ပေးပြီးတော့တော့လိုက်တာဆိုပြီးတော့ကိုအမြဲအားပေးသွားပြီးတော့သူရဲ့ weight loss ခရီးစဉ်လေးကိုပျော်ရွှင်စွာဖြတ်တန်းသွားကြတာပေါ့နိုလီရဲ့နောက်ဗီဒီယိုတွေမှာနိုလီကဘယ်လိုစားခဲ့လဲဘယ်လိုစားရင်ကောင်းမဲဆိုရဲ meal plan နဲ့ exercise လုပ်ခြင်း home training ဖြစ်ဖြစ် gym training ဖြစ်ဖြစ်ဘယ်လို exercise တွေလုပ်တာကောင်းလဲဆိုတာကိုနောက်ဗီဒီယိုတွေမှာလည်းရိုက်ပေးသွားမှာဖြစ်တဲ့အတွက်အားလုံးဒီဗီဒီယိုလေးအဆင်ပြေခဲ့ရင် like and subscribe လေးလုပ်ပေးကြပါအောင်အားလုံးအဆုံးထိကြည့်ပေးတာကိုကျေးဇူးတင်ပါတယ်တို့နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ် bye bye